စေတော့ကပြေနေနေဝိညာဉ်တော်ဟာလေလုယာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်လဲပြီးတော့ဝင်ခနိုင်တော့အခွင့်အခါကောင်းပြန်လဲပြင်ဆင်ပေးတဲ့ဖျားသခင်ရဲ့နာမကိုဥစွာချီးမွမ်းပါတယ်ဒီနေ့မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်အရောက်စီရဲ့တက်တာထဲမှာစကားပြောမှာဖြစ်တဲ့ဖျားသခင်ကစီဥစွာကျွန်မဆက်ကချင်ပါတယ်ဟာလေလုယာကိုရရှင်ဖာကိုရဖိတ်ခေါ်ပါ၏ဖာကိုရတမင်းနှုတ်ကနေထွက်တော့အရာများအလုံးဟာကိုရပြောတော့အရာများဖြစ်စေပါဒီ TV ကိုကြည့်ရှုနေတော့တာသမီးအရောက်စီရဲ့အပေါ်မှာကိုရယုံကြည်ခြင်းမှာကိုရဖာဖျက်ခင်ခွန်အားကြီးကြဖို့လုံးငါကိုရဖာဖျက်ခင်တန်ရှင်တော်ဝိညာဉ်တော်ဖြင့်သူတို့အသက်တာထဲမှာစကားပြောတော်မူပါဖာသမီးနှုတ်ရှာကိုအသုံးပြုပြီးတော့သူတို့အသက်တာထဲမှာလိုအပ်နေတော့အရာများကိုရဖြစ်စေပြီးတော်မူပါကြံစည်နေတော့ချိန်တိုင်းလုံးစုံတွေကိုကိုရလက်တော့အနိုင်တပါးဒီတော့တာတော်ယေရှုခရစ်တော်နာမကိုမြည်ပြလက်သမီးဆုတောင်းပါ၏ဖာဒီနေ့မှာကျွန်မပြောချင်တာမျိုးစိဆိုတဲ့အရာနဲ့ကျွန်မဖော်ပြောချင်ပါတယ်မျိုးစိဆိုတာဟာကျွန်မတို့မုံညင်းကိုကျွန်မတို့စားချင်တဲ့အခါမှာအစီကိုအရင်မဆိုင်ဘူးဆိုရင်ကျွန်မတို့မုံညင်းစားလို့မရပါဘူးကော်ပီတွေတော့ဆိုလဲအဲ့လိုပဲအတီးအရွက်အားလုံးဟာအစီပါမှအရင်အစီစိုက်မှအတီးတွေဟာစားလို့ရပါတယ်အဲ့လိုမျိုးပဲမျိုးစိဆိုတာဟာဘုရားသခင်ရဲ့တရားစကားဖြစ်တယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်လူတွေရဲ့အားလုံးရဲ့အသက်တာထဲမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျမတို့မစားတဲ့အခါမှာကျမတို့အသက်တာတွေဟာထာဝရအသက်ရလို့မရပါဘူးဆိုတဲ့အရာနဲ့ကျမတိုက်တွန်းအားပေးခြင်းနဲ့ရှင်လုကာအခန်းကြီး၈အငယ်9ကနေ၈မျိုးစိကျဲသောသူဟာမျိုးစိကျဲခြင်းငါထွက်သွား၏အစီကိုကျဲသည်တွင်အချုသောစီတို့သည်လာ၌ကြသဖြင့်ကြော်ညင်းခြင်းကိုခံရ၍မူကောင်းကင်ဟက်တို့သည်ကောက်စားကြ၏အချုသောစီတို့သည်ကြောက်ပေါ်၌ကြသဖြင့်အပင်ပုတ်သောအခါမိဩဇာမရှိသောကြောင့်နူးညံ့ပစ္စည်းခြင်းတို့ရောက်ကြ၏အချုသောအစီတို့သည်စုပင်တို့တွင်ကြသဖြင့်စုပင်တို့နှင့်အတူပေါက်၍ညင်းဆဲကြ၏အချုသောအစီတို့သည်ကောင်းသောမိ၌ကြသဖြင့်အပင်ပေါက်၍အစတရာပွားများ၍အတီးတီကြဟုဤဟုမိန်တော်မူပြီးမှကြားနာဆရာစီတော်သူမိဒီကကြားပါစီဟုကြွေးကြော်တော်မူ၏ဒီကျမ်းပိုင်အဖြစ်အရောက်စီရဲ့တက်တာထဲမှာကျမတို့ခွန်အားယူရအောင်နံပါတ်1အချက်အနေနဲ့လာနိုင်ကြသောမျိုးစေ့နံပါတ်2အနေနဲ့ကြောက်ပေါ်နိုင်ကြသောမျိုးစေ့နံပါတ်3အနေနဲ့စုပင်နိုင်ကြသောမျိုးစေ့နံပါတ်4အနေနဲ့ကောင်းသောမိနိုင်ကြသောမျိုးစေ့ဆိုပြီးအချက်4ချက်နဲ့ကျမဖော်ပြချင်ပါတယ်နံပါတ်အချက်1မှာမျိုးစိဆိုတာဘုရားသခင်ရဲ့တရားစကားဘုရားသခင်ရဲ့တရားစကားဆိုတာနှုတ်ကပတ်တော်ဖြစ်ပါတယ်ယေရှုကိုဆိုလိုတာဖြစ်ပါတယ်လာနိုင်ကြသောမျိုးစိဟာရှင်လုကာအခန်းကြီး၈အငယ်7ကနေ15မှာပြန်လည်ပြီးတော့ဖော်ပြပါတယ်လာနိုင်ရှိသောမူကားတရားစကားကိုကြားသည်ရှိသောယုံကြည်ခြင်းကယ်တင်ခြင်းတော့မရောက်နိုင်အောင်မာနဒီလာ၍တရားစကားကိုတရားစကားမာနဒီလာ၍တရားစကားကိုနှလုံးထဲမှာနှုတ်ယူတော့သူကိုဆိုလို့တတိလို့ပြောပါရယ်ဘာဖြစ်လို့လဲသူတို့အထက်မှာအတီးမတီးနိုင်တာလဲဘာဖြစ်လို့သူတို့နှလုံးသားထဲမှာဒီဖယားသခင်ရဲ့ယေရှုခရစ်ကိုယုံကြည်မလက်ခံနိုင်တာလဲဆိုတော့သူတို့အသက်ထဲမှာစာတမန်ရဲ့အကျင့်စာရိတ္တတွေမကောင်းတဲ့အရာတွေစာတမန်ရဲ့ behavior တွေသူတို့အသက်တာထဲမှာစီနေတာမို့လို့အတီးမတီးနိုင်တာဖြစ်တယ်ဘာမကောင်းတဲ့အရာဆိုရင်သူတို့အကျင့်စာရိတ္တဟာသူ့မယားကိုပြစ်မှားခြင်းမတရားတဲ့မိထုံ၌မြေဝဲခြင်းနစ်နူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုပ်တုကိုကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရန်ငူးဖွက်ခြင်းရန်တွေ့ခြင်းဂုံပြန်ခြင်းအမစ်ထွက်ခြင်းဂင်းခုန်ခြင်းအချင်းချင်းကိုပြားခြင်းတင်းခွေခြင်းသူ့အကျိုးကိုငူဆိုခြင်းလူအသက်ကိုတက်ခြင်းရစ်မှုခြင်းတောက်ကျူးခြင်းပွဲလုပ်ခြင်းမှစားတော့ထူတုတ်သောအကျင့်ပီတိတဲ့အဲ့ဒီအကျင့်စာရိတ္တဟာသူတို့အထဲမှာရှိနေတဲ့အခါမှာသူတို့အသက်တာထဲမှာယေရှုကိုလုံးဝလက်မခံနိုင်ဘူးဘာဖြစ်လို့လဲသူတို့အသက်တာဟာစာတမန်နာအထိန်ချုပ်ထားတာဖြစ်တယ်သူတို့နှလုံးသားထဲမှာစာတမန်နာနေရယူနေတာအဲ့ဒီမျိုးဟာဖျားသခင်ကပြောပါပဲအဲ့ဒါဂါလတိအခန်းကြီး9 19-21မှာဖော်ပြထားပါတယ်အဲ့လူမျိုးတွေဟာလုံးဝကောင်းကင်နိုင်ငံတော့ရောက်လို့မရဘူးကောင်းကင်နိုင်ငံကိုအမွေခံလို့မရဘူးဆိုပြီးတော့ယေရှုခရစ်တော်ကပြောပြပါတယ်နံပါတ်2အနေနဲ့ကြောက်ပေါ်၌ကြသောမျိုးစေ့ကြောက်ပေါ်၌ကြသောမျိုးစိဟာတရားစကားကိုကြားပြီးတော့ဝတ်မြောက်သောစိတ်နဲ့ခံယူတော်လဲသူ့ရဲ့စိတ်နှလုံးထဲမှာအမြင့်မဆွဲဘဲနဲ့ခဏတာယုံကြည်ပြီးတော့စုံစမ်းနှုတ်ချက်ခြင်းတွေဝင်လာတဲ့အခါမှာပြန်လဲဖောက်ပြန်တဲ့သူကိုဆိုလိုပါတယ်အဲ့အချက်မှာဘာပြောချင်တာလဲဆိုတော့ဖယားနဲ့ပတ်သက်လာရင်သူယေရှုခရစ်ဟာကယ်တင်ပိုင်ရှင်အဖြစ်လက်ခံခဲ့တယ်ယုံကြည်ခဲ့တယ်သူကျမ်းစာလည်းဖတ်ခဲ့တယ်ဆုလည်းတောင်းခဲ့တယ်ဖယားအတွက်ဆိုစိတ်အားတက်ကြွစွာနဲ့ဖယားအတွက်လှူခဲ့တယ်ဒီလူနဲ့သူ့အသက်တာထဲမှာဖယားအတွက်ဆိုစိတ်အားတက်
တက်တန်စွာနဲ့သူလိုက်လျှောက်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့တက်တာထဲမှာတနည်းတော့စုံစမ်းနှောက်ဆက်ခြင်းတွေလာပြီးသူမိသားစုမှာမဟုတ်ဝင်သူ့ရဲ့တက်တာတော်မှာ၎င်းသူမဖြစ်ချင်တဲ့အရာတစ်ခုခုအနာရောဂါလာဒါမှမဟုတ်မိသားစုစီးပွားရေးနဲ့လာတစ်ခုခုသူမကြုံချင်တဲ့အရာတွေသူကြုံလာတဲ့အခါမှာပြန်လဲပြီးတော့ဖောက်ပြန်တဲ့သူကိုဆိုလိုပါတယ်အဲ့လိုမျိုးအသက်တာမှာလည်းအတီးတီးလုံးမရပါဘူးကောင်းကင်နိုင်ငံကိုအမွေခံလို့မရပါဘူးအဲ့ဒီအလိုမျိုးတွေအထဲမှာလည်းကျမတို့ဘယ်လိုအသက်ရှင်ရမှာလဲအဲ့လိုမျိုးစုံစမ်းနှောက်ယှက်ခြင်းကိုလာတဲ့အခါမှာပြန်လဲပြီးတော့ကျမတို့ဂျိုးဆက်တို့ရဲ့အသက်တာကိုပြန်လဲကြည့်တဲ့အခါမှာဂျိုးဆက်ဟာသူ့ရဲ့ညီကိုမောင်မတွေကသူ့နင်းဆဲခဲ့တယ်နှိပ်စက်ခဲ့တယ်ပြီးတော့သူ့ရဲ့အိမ်မက်တွေကိုလည်းသူမချီမဲ့အမြင်ပြုတ်ခဲ့တယ်သူညီကိုတော့ပြီးတော့သူ့တွင်းထဲမှာလည်းချပြီးတော့တပားနိုင်ငံမှာသူရောင်းစားခဲ့တယ်ဒီလိုမျိုးသူ့အသက်တာထဲမှာစုံစမ်းနှောက်ယှက်အမျိုးမျိုးကြုံခဲ့တယ်ဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာဖယားတပါးတီတာသူကူးစားခဲ့တယ်ယေရှုဖယားတပါးတီတာလင်သူ့အသက်တာထဲမှာဆွေးလန်းခဲ့တဲ့အခါမှာဒီဒုက္ခကြားထဲကနေဖယားသခင်ကဘယင်ညာမှာပြန်လဲပြီးတော့ခန့်တာဖြစ်တယ်ဒီထက်မဟုတ်ဒါဝိရဲ့အသက်တာမှာလဲဆောကအချိန်ချင်းတပ်ဖို့ကြံစီခဲ့တယ်ပြင်သူ့ရဲ့အသက်တာထဲမှာဒုက္ခမြောက်များစွာကြုံတွေ့ခဲ့တယ်ဒါပေမဲ့ဖယားသခင်ကိုပဲသူ့အသက်တာထဲမှာကူးစားတဲ့အခါမှာသူဟာဘယင်ညာမှာဖယားသခင်ကပြန်လဲပြီးတော့ခန့်နိုင်တာဖြစ်တယ်ပြီးတော့ဂျောဘရဲ့အသက်တာကြည့်တဲ့အခါမှာသူ့တမသားသမီးတွေအားလုံးကတည်ဆုံးခဲ့တယ်သူရဲ့ပစ္စည်းဥစ္စာအားလုံးလည်းရှုံးခဲ့တယ်ဒါပေမဲ့သူဖယားကိုလုံးဝနှုတ်ကနေတောင်မကျိန်ဆဲဘူးဖယားကိုပဲသူ့ရဲ့နှလုံးသားထဲမှာဆွေးလန်းတယ်မြစ်နိုးတယ်ဖယားနဲ့ပဲအတူသွားလာတဲ့အခါမှာဖယားသခင်ကခုနှစ်ဆပြန်နေပြီးတော့ကောင်းကြီးပြန်ပေးလာတာဖြစ်တယ်အဲ့ဒါကြောင့်ညီကိုမောင်မတို့ကျမတို့တက်တာထဲမှာဖယားနဲ့သွားလာရင်းနဲ့ဒုက္ခမြောက်များစွာကြုံတွေ့လာတတ်ပါတယ်အဲ့ဒီအချိန်မှာကျမတို့ဟာဖယားကိုကိုးစားတတ်တော်သူဘယ်အချီနေပဲရောက်ပါစေစားဖို့တောက်ဖို့မရှိဘဲနေပါစေလူတွေမြောက်များစွာကျမတို့ကိုကဲ့ရဲ့ပါစေအချိန်မျိုးမှာလဲကျမတို့ဒီဂျိုးဆက်တို့ရဲ့အသက်တာဒါဝိတို့ရဲ့အသက်တာဂျိုဘာတို့ရဲ့အသက်တာပြန်လည်ကြည့်ရှုပြီးတော့ခွန်အားယူပြီးတော့ဖယားနဲ့ဆက်လက်ပြီးတော့အသက်ရှင်ဖို့လိုပါတယ်ဆိုပြီးကျမတိုက်တွန်းအားပေးခြင်းနဲ့စုပိနတ်ကြတော်မျိုးစီစုပိနတ်ကြတော်မျိုးစီမူကားတရားစကားကိုကြားသည်စီတော်လောကီစူးရင်ချင်းစီးစိမ်ကြွယ်ဝခြင်းကာမဂုဏ်ခံစားခြင်းတို့သည်နှိပ်စက်၍အတီးမတီးနိုင်တော်သူကိုဆိုလိုတယ်လောကီရဲ့စူးရင်ချင်းဆိုတာမနစ်ဖြန်ဘာစားရမလဲဘာတော့ရမလဲဘာဝတ်ရမလဲအနာဂတ်မှာကျမတို့ဘယ်လိုအသက်ရှင်မှာလဲတာသမီးတွေရောပညာရေးမှာကျမတို့ထားနိုင်မလားကျောင်းတွေထားနိုင်မလားအဲ့လိုမျိုးစုရမှုတွေဟာဘုရားသခင်ကအလိုမရှိဘူးအဲ့ဓာတွေဟာအတီးမတီးနိုင်ဘူးဖြစ်တယ်ပြီးတော့စီးစိမ်ကြွယ်ဝခြင်းကျမတို့အသက်တာထဲမှာစီးစိမ်ပဲလိုချင်တယ်အမျိုးမျိုးပဲချမ်းသာမှုတွေလိုချင်တယ်စီးပွားရေးပဲဖယားကိုမိလောက်အောင်စီးပွားရေးရှာနေကြတယ်ငွေကနေကျမတို့ကိုကောင်းကင်နိုင်ငံတော့ပို့ဆောင်လို့မရပါဘူးအဲ့ဒါကြောင့်ကျမတို့တက်တာထဲမှာစီးပွားရေးပိတ်ဆန်ဆိုတာကျမတို့အတွက်အန္တရာယ်အရန်ကြီးပါတယ်ကျမ်းစာထဲမှာလည်းဖော်ပြပါတယ်ယေရှုခရစ်ကယေရှုခရစ်ကျမ်းစာထဲမှာတတိတယောက်မှာသူ့ရဲ့အသက်တာထဲမှာအတိအနှံတွေမြောက်များစွာသူရှိခဲ့တယ်ပြီးမှအတိအနှံတွေမြောက်များစွာရှိတဲ့အခါမှာဘယ်လိုလုပ်ရမလဲဒီအတိအနှံတွေကအများကြီးပဲဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးသူတွေးတောတဲ့အခါမှာသူတိုက်တွေကိုပြက်ပြီးတော့ကျဲတဲ့တိုက်ကိုပြန်ဆောင်မယ်ပြီးတော့အဲ့ဒီတီးနှံတွေကိုဒီမှာထားပြီးတော့တစ်သက်လုံးအတွက်စားဖို့ရှိပြီဆိုပြီးမှကျွန်တော်ဝိနေလဲစားပါကြိုက်တယ်လို့စားပါပြုံမွေ့ပါဝါဆွာစားပါဆိုပြီးမှကျွန်တော်ဝိနေလဲပြောမယ်ဆိုပြီးမှသူ့အသက်တာထဲမှာစီစဉ်လာတဲ့အခါမှာယေရှုခရစ်ကပြောရလဲဆိုတော့အချင်းယေရှုခရစ်ကပြောတာလဲဆိုတော့တင်းရဲ့အသက်ဝိနေဒီနေ့မှာကျွန်တော်ရုပ်တိုင်းတဲ့ခင်တင်းရဲ့ဥစ္စာတွေကဘယ်သူကပိုင်မှာလဲအဲ့ဒီဥစ္စာတွေဟာဘယ်သူယူမှာလဲဆိုပြီးမှသူပြောတဲ့အခါမှာအဲ့ဒီဖယားသခင်ရှိမှာသူ့ဥစ္စာကိုစုပြီးတော့ကိုယ့်ဥစ္စာတစုပြီးတော့ဘုရားသခင်ရှိမှဆင်းရဲတဲ့သူဟာဒီတခြင်းနဲ့တူတယ်လို့ပြောပါတယ်ပြီးမှဥပမာတစ်ခုအနေနဲ့ကောင်းမြတ်တဲ့ဆရာတစ်ခုကလည်းထာဝရအသက်ကိုရဖို့အတွက်ဘာလုပ်ရမလဲလို့မေးတဲ့အခါမှာယေရှုခရစ်ပြောပါတယ်ပိဋကတရားကိုလိုက်လျှောက်ပါသူ့မယားကိုမပြစ်မှားနဲ့သူ့မြတ်အောက်စာမခိုးပါနဲ့မိဘကိုယူတည်စွာပြုပါမတရားတော့အရာကိုမခံနဲ့အဲ့လိုမျိုးပြောတဲ့အခါမှာသူအရာစီတယောက်ကကျွန်တော်အဲ့ဓာတွေငယ်ကလေးကလိုက်လျှောက်ခဲ့ပါပြီအဲ့လိုပြောတဲ့အခါမှာယေရှုခရစ်ကဒါဆိုရင်တင်းရဲ့စီစဉ်ဥစ္စာတွေကိုရောင်းပြီးတော့စီးရဲသားလူတွေကိုပေးပါဒါဆိုနောက်မှငါနှုတ်တော့လိုက်ပါအဲ့လိုမျိုးပြောတဲ့အခါမှာအဲ့ဒီတတိဟာအယမ်းစီးစိမ်ရှိတဲ့သူဖြစ်တော့သူကစိတ်မသာပြီးနင်းတွားပြီးတွားခဲ့တယ်အဲ့ဒါကိုယေရှုကမြင်တဲ့အခါမှာ
စီးစိမ်ဥစ္စာအများကြီးရှိတဲ့သူဟာကောင်းကင်နိုင်ငံသို့ဝင်ခဲလာပါတယ်ဆိုပြီးမှသူပြောခဲ့ပါတယ်အားကြောင့်ဒီကိုမောင်မတို့ကျမတို့ရဲ့အသက်တာထဲမှာစီးစိမ်ဥစ္စာဗန္ဒာရီကျမတို့အသက်တာထာဝရအသက်ကိုမပေးနိုင်ပါဘူးအတီးမတီးနိုင်ပါဘူးအဲ့ဒါတွေကကျမတို့ကိုကျမတို့အသက်တာဆုပ်ယုပ်စေတာပဲဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့အတွေ့အခေါ်တွေအားလုံးအကြံစီတွေအားလုံးဟာဒီဆွေငွေဥစ္စာမှာမဟုတ်ဘဲနဲ့စီးစိမ်လောကမှာမဟုတ်ဘဲနဲ့ကျမတို့အသက်တာဟာဖယားမှာ 100% ကျမတို့ရှိဖို့လိုအပ်တယ်ဆိုပြီးကျမတိုက်တွန်းအားပေးချင်ပါတယ်ပြီးကာမဂုဏ်ခံစားခြင်းဆိုတာပါလေကျမတို့အသက်တာထဲမှာဗီဒီယိုကြည့်တာတွေကျမတို့ဆွဲလန်းတဲ့အခါမှာကျမတို့အဲ့ဒါတွေပဲကျမတို့အတွေ့ထဲမှာဝင်လာတယ် Facebook တွေထိုင်တဲ့အခါမှာအဲ့ဒီ Facebook တွေပဲကျမတို့အသက်တာထဲမှာလွန်မိုးလာတယ်ကိုရီးယားကားတွေကြည့်တယ်ဘုရားကြောင့်တပြင်းလဲကိုရီးယားကပြင်လဲပြီးတော့ကြည့်တဲ့အခါမှာအဲ့ဒီကိုရီးယားကမင်းသားမင်းသမီးတွေကပဲကျမတို့အသက်တာထဲမှာပြင်လဲလွတ်မှုခဲ့တယ်အဲ့ဒီအရာနဲ့လွတ်မှုခဲ့တဲ့အခါမှာကျမတို့အသက်တာထဲမှာအတီးမတီးနိုင်ဘူးကောင်းကင်နိုင်ငံတို့လဲကျမတို့မရောက်နိုင်ဘူးအဲ့ဒါကြောင့်ညီကိုမောင်မတို့ပြင်လဲပြီးတော့စဉ်းစားရအောင်လို့ကျမတိုက်တွန်းအားပေးချင်ပါတယ်မျိုးစီဟာလဲစုပြင်မှာပေါက်တဲ့မျိုးစီဆိုစုပြင်ကသူတို့ကိုကားတဲ့အခါမှာကောင်းကောင်းလေးအတီးတွေသူတို့ဟာမထွားနိုင်ဘူးမကြည့်ထွားနိုင်ဘူးအဲ့လိုမျိုးပဲကျမတို့အသက်တာထဲမှာဒီလောကရဲ့စီးစိမ်ဗန္ဓာတွေလောကရဲ့ကမ္မကုံခံစားခြင်းတွေကျမတို့တက်တာထဲမှာလွန်မိုးတဲ့အခါမှာအတီးမတီးနိုင်ပါဘူးအဲအကြောင်းဒီကိုမောင်မတို့ပြန်လဲပြီးတော့စဉ်းစားပြီးတော့ဖခင်ရဲ့အမှုတော်ထဲမှာ 100% ဖြစ်နိုင်ဖို့လို့ငါနေ့ချင်းစင်ထဲမှာတမန်တရားနဲ့အသက်ရှင်ဖို့လိုပါတယ်ပြီးတော့ကောင်းသောမြေ၌ကြသောမျိုးစီကောင်းသောမြေမှာကြတဲ့မျိုးစီဟာဖြောင်းတရားစကားကိုဖြောင်းမစင်ကြတဲ့နှလုံးနဲ့တရားစကားကိုကြားလေဆွေလန်းတော့အဖြစ်မဲမြန်စွာအတီးတီးတော့သူကိုဆူလိုတယ်လို့ပြောပါတယ်ဘာဖြစ်လို့သူ့ရဲ့တက်တာထဲမှာကောင်းတဲ့အရာတွေအတီးတီးနိုင်ခဲ့လဲသူ့ရဲ့တက်တာထဲမှာဆာလန်တစ်ကနေတုံးချမတရားတဲ့သူရဲ့တိတ်သွင်းချင်းတုံးမလိုက်လူစုတို့ရဲ့လမ်းတွေမရက်မနေမထီမဲ့မြင်ပြုတ်တတ်တော့သူတို့ဤအစည်းအဝေးနိုင်မထိုင်ထာဝရဘုရားရဲ့တရားတော်ကိုနစ်မြတ်မပြည့်စင်ခြင်းအောက်မိတယ်ဖယားရဲ့အကြောင်းတွေ तू နစ်ညတ်မပြတ်စင်ချင်အောင်မေ့တယ်တမတ်တရားနဲ့အသက်ရှင်တယ် तू ထားလက်ဖြစ်စေအဲ့လက်ဖြစ်စေနေ့ရက်စဉ်တိုင်းမှာသူ့အသက်တာထဲမှာတမတ်တရားနဲ့အသက်ရှင်တယ်ဖယားစကားပြောတဲ့အရာတွေနားထောင်တယ်မနစ်ကနေညအထိတနာရီနှစ်နာရီမဟုတ်ဘူးနေ့ရက်စဉ်တိုင်းမှာသူ့အသက်တာထဲမှာတမတ်တရားနဲ့ယေရှုခရစ်တော်နဲ့အသက်ရှင်လာတဲ့အခါမှာသူ့ရဲ့အသက်တာထဲမှာအတီးမြောက်များစွာတည်နိုင်တာဖြစ်ပါတယ်ညီကိုမောင်မတို့ကျမတို့ပြန်လဲပြီးတော့စဉ်းစားရအောင်ဒီအချက်၄ချက်ကနေဒီလက်နိုင်ကြတဲ့မျိုးစီကြောက်ပေါ်နိုင်ကြသောမျိုးစီစုပင်နိုင်ကြသောမျိုးစီဒီအချက်၃ချက်အပြင်ကျမတို့ဘဝမှာကောင်းကင်နိုင်ငံတော့အမွေခံလို့မရပါဘူးကောင်းတဲ့မြေမှာကြဆင်ဖို့အတွက်ကျမတို့ဟာနေ့ရက်စဉ်တိုင်းမှာတမတ်တရားနဲ့အသက်ရှင်ဖို့လိုအပ်ပါတယ်ရောစွာအခန်းကြီး1ထဲမှာရေးထားတဲ့အရာသူပနဲ့ကျန်းစာနဲ့ရေးထားသမျှအတိုင်းကြည့်မိဖို့ကျန်းစာကိုစောင့်ရှောက်မဖတ်မရွက်ပဲမနေစောင့်ရှောက်ခြင်းအလို့ငါကျန်းစာကိုမဖတ်မရွက်ပဲမနေနေ့ညမပြတ်ကြည်စုဖတ်ရွက်ရမည်အဲ့လိုရေးထားပါတယ်ကျန်းစာဟာနေ့ညမဖြစ်ကျမတို့ကြည်စုဖတ်ရွက်ရမှာဖြစ်တယ်အဲ့ဒီအချိန်မှာကျမတို့အသက်တာထဲမှာကောင်းတဲ့အသီးတွေတီးနိုင်မှာဖြစ်တယ်ကောင်းကင်နိုင်ငံကိုအမွေစားရမှာဖြစ်တယ်အဲကြောင့်ဒီကိုမောင်မတို့ကျမတို့အသက်တာကျမတို့ရဲ့ယုံကြည်ခြင်းဟာဘယ်နေရာမှာကြံစီနေတည်တယ်လဲအထက်က၃ချက်မှာကြံစီနေခိုင်ပြန်လဲပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ကျမတို့အကျင့်စာရိတ္တတွေမကောင်းဘူးကျမတို့အသက်တာတွေမကောင်းဘူးဆိုရင်ပြုတ်ပင်ဖို့လိုအပ်ပါတယ်ကျမတို့တက်တာထဲမှာစုံစမ်းနှုတ်ဆက်မှုတွေနဲ့ကျမတို့တက်တာထဲမှာပြဿနာမျိုးလာခဲ့တော့စစ်ဆက်ပြီးတော့ရှောက်လန်းဖို့ဘုရားနဲ့ရှောက်လန်းဖို့ကူးစားဖို့လိုအပ်ပါတယ်စစ်စိတ်ဥစ္စာတွေကကျမတို့လွှမ်းမိုးနေတယ်ဆိုရင်အဲ့ဒီအရာကိုထားခဲ့ပြီးတော့နေ့ရက်စဉ်တိုင်းမှာတမတ်တရားနဲ့နှုတ်ကပတ်တော်နဲ့ပြန်လဲပြီးတော့ယေရှုခရစ်တော်နဲ့နေ့ရက်စဉ်တိုင်းမှာအသက်ရှင်ဖို့လိုအပ်ပါတယ်လို့ကျမတိုက်တွန်းအားပေးချင်ပါတယ်အဲကြောင့်ကျမတို့အသက်တာထဲမှာဘယ်နေရာမှာရှိနေသေးလဲဆိုတာကျမတို့စဉ်းစားဖို့လိုအပ်ပါတယ်ကျမတို့ဟာနှုတ်ဆုံးတော့ကာလလည်းရောက်နေပြီယောလအခန်းကြီးယောလထဲမှာရေးယောလအခန်းကြီးနဲ့အငယ်28-29မှာရေးထားပါတယ်နှုတ်ဆုံးတော့ကာလမှာလူမျိုးတကာတို့ပေါ်မှာကျွန်တော်ရဲ့ဝိညာဉ်သွန်းလောင်းမယ်ကျွန်တော်တင်တို့ရဲ့တာသမီတွေပေါ်မှာဗျာတဲ့ယူပါယုံတွေနဲ့prophet ပြုရမယ်အဲ့လိုမျိုးရေးထားတာရှိတယ်အခုကျမတို့ပြန်လဲကြည့်တဲ့အခါမှာဒီတကဘာလုံးမှာဖျားသခင်ရဲ့ဝိညာဉ်တော်တွေဟာနိုင်ငံတိုင်းမှာတော်လကောင်း
အမျိုးမျိုးလူတိုင်းတော်လကောင်တွန်းလောင်းနေပြီဖြစ်တယ်။နောက်ဆုံးတော့ကာလဟာကျမတို့တက်တာထဲမှာရောက်ရှိနေတာဖြစ်တယ်။အားကြောင့်ကျမတို့တက်တာထဲမှာအမေရနဲ့တမတတိနဲ့ရှိဖို့အရန်လိုအပ်ပါတယ်။ကျန်းစာမှာရည်ထားတဲ့အရာတွေအားလုံးဟာပြီးဆုံးလာပြီဖြစ်တယ်။ကျန်းစာထဲမှာဘယ်ချိန်ကျမှယေရှုခရစ်ဟာရောက်လာမယ်ဆိုတာကျမတို့တီးလို့မရဘူး။နှစ်တွေရက်တွေတော့တီးလို့မရဘူး။ဒါပေမဲ့တမန်တရားမှာရည်ထားတဲ့အတိုင်းဟာဒီလောကမှာပြည့်စုံနေပြီဆိုရင်ယေရှုခရစ်ဟာကြွဖို့ဆိုတာနီးပြီဆိုတာတိမှတ်ကြပါလို့ယေရှုခရစ်ကပြောထားတဲ့အတိုင်းဒီရှင်မဿဲခရစ်ဝင်အခန်းကြီး24:6မှာတင်တို့ဒီစက်တိုက်ခြင်းအကြောင်းကို၎င်းစက်တိုက်အန်တော်တရင်စကားကို၎င်းကြားရလိမ့်မည်။တိုးတော်လဲစုရင်တုံလှုပ်ခြင်းမရှိငါတတိပြုကြလောဒူအမူအရာများသည်ဖြစ်ရမည်တိုးတော်လဲအဆုံးသည်မဖြစ်သေးလို့ရည်ထားပါတယ်အဲ့လိုမျိုးအဲ့လိုရည်ထားတဲ့အတိုင်းအခုကျမတို့ကြည့်တဲ့အခါမှာလောကအရာမှာစစ်တိတ်ချင်းတွေဖြစ်နေတာစစ်တိတ်မဲ့ဆိုတဲ့အကြောင်းတွေလည်းကျမတို့ကြားနေရပြီအဲ့ဒီအဟာတွေလည်းကျမတို့ကြားနေရပြီပြင်ရှိမှာတက်ခန်းချင်း24အငယ်ခွင်ကနေရှိလူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံဟာရံပက်ပြုတ်ကြလိမ့်မည်အရရ၌အစာခေါင်းပါခြင်းကာလနာမြတ်ပြခြင်းမိကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်သူအရာတို့သည်ဒုက္ခစင်းရဲခြင်းအစဖြစ်၏လေလူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံဟာရံဖက်ပြုတ်နေကြပြီအခုဒီလောကကြီးမှာစစ်တိုက်မှုတွေအများကြီးဖြစ်နေပြီအဲ့ဒါတွေလည်းကျမတို့သိနေရပြီပြီးတော့မဿဲ24ခုမှာသူကာလ၌လူများတို့သည်တင်တို့ကိုညင်းဆဲခြင်းအတီးတချင်းကိုခံစေခြင်းဟာအနှံကြလိမ့်မည်ငါ၏နာမကြောင့်လည်းခတ်သိမ်းသောလူမျိုးတို့သည်တင်တို့ကိုမုန်းကြလိမ့်မည်လို့ရည်ထားတာရှိတယ်အဲ့လိုအတိုင်းပဲအခုအချိန်မှာလဲဆိုရင်ယုံကြည်သူတွေခရိယန်လူမျိုးဆိုရင် ISIS တွေကအများကြီးညင်းဆဲပြီးတော့နှိပ်စက်နေပြီဒီကျန်းစာထဲမှာရှိတဲ့အတိုင်းပဲအခုအပြင်လောကမှာဒီလောကမှာပြီးဆုံးနေတာဖြစ်တယ်သူရဲ့အချိန်နီးကပ်လာတဲ့ချိန်မှာအချင်းချင်းလဲမုန်းကြမယ်မေတ္တာစိတ်လဲခေါင်းပါလာမယ်ပြီးတော့မိစ္ဆာ prophet တွေလဲမိစ္ဆာ prophet တွေလဲများလာမယ်ဆိုပြီးမှရည်ထားတာရှိတယ်မိစ္ဆာ prophet ဆိုတာဘာလဲမိစ္ဆာ prophet ဆိုတာလူတွေကိုချော့မော့တဲ့စကားတွေပြည့်ရပြုတ်တတ်တဲ့စကားတွေလူတွေကိုတမတရားတိုင်းတွင်မတင်တဲ့လူတွေအဲ့ဒါတွေမစ္ဆာ prophet တွေလဲလို့လဲခေါ်လို့ရတယ်အဲ့ဒါတွေအားကြောင့်ကျမတို့အရောက်စီရဲ့တက်တာထဲမှာပြင်နေပြီးတော့စဉ်းစားဖို့အရန်လိုအပ်နေပြီသူများပြောတာတရားဟောတာနဲ့မဲ့ကိုယ့်အတက်တာထဲမှာကြည်နဲ့နေဖို့မဟုတ်တော့ဘူးတမတရားကိုယ်တိုင်ကြည့်ပြီးမှဘယ်အရာတွေနှုတ်ဆုံးတော့ကာလမှာဘာအရာတွေဖြစ်လာမယ်လဲဆိုတာကိုယ်တိုင်တမတရားနဲ့အသက်ရှင်ဖို့နေ့ရက်စဉ်တိုင်းမှာကျမတို့လိုအပ်နေပြီဖြစ်တယ်တက်တလုံးနဲ့ဒုတိယဩဝါဒစာဆောင်အခန်းကြီး2အငယ်4မှာသူတူဒီဖယားသခင်ဟူရဲ့၎င်းဖယားဟူရဲ့၎င်းခေါ်ဝတမြတ်တော့အရာတို့ကိုရံပပြုရဲ့ကိုချီးမြှောက်တော့အဖင်ဖယားသခင်ဗိမာန်တော်၌ဖယားသခင်ကဲ့တော့ထံ၍ဖယားသခင်ပြည့်ဟန်ဆောင်လေကိုပြတော်သူဖြစ်တည်းဒီနှုတ်ဆုံးတော့ကာလမှာစာတမနာဟာသူဗိမာန်တော်ထဲမှာထိုင်ပြီးငါဟာဖယားဆိုပြီးမှသူဒီလူမျိုးအချီနေထိတောင်သူယူအောင်မှာအခုဒီလောကမှာကြည့်တဲ့အခါမှာစာတန်ချက်ဆိုတာလဲကျမတို့သိနေရပြီစာတန်ချက်ဒီလဲ US မှာတော့လောက်အိန္ဒိယမှာတော့လောက်အမျိုးမျိုးမှာရှိနေပြီအဲ့ဒါတွေလည်းကြားနေပြီကျန်းစာမှာရှိတဲ့အတိုင်းကျမတို့ကြားနေရပြီမင်းကြီးဆယ်ပါးတွေလည်းကျမတို့ကြားနေရပြီအဲ့ဒါမျိုးတွေကြားနေရပြီတဖူးမုတ်တဲ့အရာတွေမင်းပေါ်တဲ့အရာတွေနေဟာမောင်မိတ်ဖြစ်တဲ့အရာတွေလက်ဟာတွေးဖြစ်တဲ့အရာတွေအဲ့ဒါတွေလည်းကျမတို့ကြားနေရပြီအင်တာနက်ထဲမှာကျမတို့ကြည့်လိုက်တဲ့အခါမှာအရာကျန်းစာထဲမှာပါလာတဲ့အရာအလုံးဟာပြည့်စုံနေပြီအားကြောင့်နေကိုမောင်မတို့ကျမတို့ဟာပေါ့စားလို့မရတော့ဘူးကျမတို့အသက်တာထဲမှာပြန်လဲပြီးတော့စမ်းစစ်ဖို့လိုအပ်ပါတယ်ဘယ်အချိန်ကျရင်ဖယားသခင်ကြွလာမယ်ဆိုတော့မဿဲအခန်းကြီး24အပိုက်ငယ်14လူမျိုးအပေါင်းတို့အားတည်တည်ဖြစ်မြအကြောင်းနိုင်ငံတော်နဲ့ယင်တော်ဤဝေကလေးတရားကိုလောကီအရရတုံ၌ဟောရလိမ့်မည်တုတ်ပြီးမှအဆုံးဖြစ်လက်တန်းတဲ့နိုင်ငံတော်နဲ့ယင်တော်ဤဝေကလေးတရားနိုင်ငံတော်နဲ့ယင်တော်ဤဝေကလေးတရားဟာအခုကျမတို့စဉ်းစားတဲ့အခါမှာတော်တော်များများနိုင်ငံမှာနူးထမှုတွေဖြစ်နေပြီဤဝေကလေးတရားဟာပြန့်နှံ့နေပြီဒါဆိုယေရှုခရစ်ဟာကြွဖို့ပဲအချိန်ကြံတော့တယ်အဲကြောင့်ဒီကိုမောင်မပြန်လဲပြီးတော့စဉ်းစားရအောင်ယေရှုခရစ်ဟာကြွဖို့လောက်ပဲအချိန်ရှိတော့တယ်ကျမတို့တက်တာထဲမှာအခုယေရှုခရစ်ကြွဖို့လမ်းတွေပြင်ဆင်ပြီလားယေရှုခရစ်ကပြောတယ်တင်ဘောတပန်းပင်ကိုအဆွေးပြီးတော့ပုံတက်တီမှတ်ကြပါတင်ဘောတပန်းပင်ဟာအရွတ်တွေကြပြီးမှအရွတ်တစ်တွေပေါက်လာတဲ့အခါမှာຫນွေကာလနီးပြီဆိုတာတင်တို့တီးကြတယ်အဲ့လိုမျိုးပဲဒီအရာတွေဟာတင်တို့တီးတဲ့အခါမှာယေရှုခရစ်တော်ဟာလူသားဟာတခါဝတ်နီးတိုင်အောင်ရောက်ပြီဆိုတာတင်တို့မှတ်ကြပါဆိုပြီးမှရှင်မဿဲခ
ခရစ်ဝင်အခန်းကြီး24မှာဖော်ပြပါတယ်အားကြောင့်ညီကိုမောင်မတို့ကျမတို့တက်တာထဲမှာပြန်လဲပြီးတော့စဉ်းစားရအောင်ကျမတို့ဘယ်လိုနဲ့အသက်ရှင်နေသေးလဲအခုယေရှုခရစ်ဟာတကယ်ကြွလာတော့မယ်နင်အကြွဖို့နင်းနေပြီတည့်ရဲ့နှလုံးသားပြင်ဆင်ပြီလားတမန်တရားနဲ့အသက်ရှင်နေပြီလားတည့်ရဲ့တက်တာထဲမှာလောကအရာနဲ့ပဲအချိန်ပြနေလား Facebook ထိုင်တယ် game ဆော့တယ်အမျိုးမျိုးပဲတငယ်ချင်းတွေနဲ့တွားတယ်အချိန်တွေအလဟတာကုန်နေမဲ့အစားအခုချိန်မှာပြားနဲ့ပြန်လဲပြီးတော့မိတ္တဟာရဖွေဖို့စံစာဖတ်ဖို့လိုအပ်နေပြီအခုချိန်မှာပျိုစင်ရမယ့်အချိန်တငယ်ချင်းတွေနဲ့ဟီလာဝါလာလုပ်နေရမယ့်အချိန်မဟုတ်တော့ဘူးယေရှုခရစ်တကယ်ကြွလာမယ့်ရက်တွေကိုစီရက်စွာနဲ့ကျမတို့စောင့်မျှော်နေဖို့ဘယ်ချိန်ကြွကျမတို့တက်တာထဲမှာဒီချီဆောင်ခြင်းမှာကျမတို့ပါနိုင်ဖို့လုံးကအခုချိန်ကလေးကနေအချိန်ရှိသေးတယ်မိနစ်တွေကြံသေးတယ်အချိန်တွေကြံသေးတယ်တည့်ရဲ့တက်တာထဲမှာပြန်လဲပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ်ဒီတစ်မိနစ်လေးပြန်လဲစဉ်းစားပါအခုပြန်လဲစဉ်းစားပါကျမအားပေးခြင်းနဲ့ပြန်လဲစဉ်းစားပါတည့်ရဲ့အသက်တာဘယ်လိုအသက်ရှင်နေသေးလဲလောကရနဲ့သက်ရှင်နေသေးလားပြန်လဲပြီးတော့ဒီအရာတွေဆွတ်လွတ်ပြီးတော့ဘုရားနဲ့ပြန်လဲပြီးအချိန်ယူပါကျမတို့ဘုရားကြောင့်တလုတ်တနာရီနှစ်နာရီတက်ပြီးတော့အဲ့ဒီဟာပြီးဘုရားကြောင့်တက်ပြီးဆိုပြီးမှကျမအကောင့်ကင်နိုင်ငံသွားလို့ရမယ်လို့ကျမတို့မထင်ကြပါနဲ့ကျမတို့တက်တာထဲမှာ24နာရီလုံးဘုရားနဲ့အချိန်ယူဖို့လိုအပ်ပါတယ်ဘုရားသခင်ကဘာဖြစ်လို့လူသားတွေဖန်ဆင်းခဲ့တယ်ဒီနေ့ကျမဆူတောင်းနေတဲ့အချိန်မှာဘုရားသခင်ကဖော်ပြပါတယ်ဘာဖြစ်လို့အာဒံနဲ့အေဝါဖန်ဆင်းခဲ့တယ်ဘုရားနဲ့သူနဲ့နေ့ရက်စဉ်တိုင်းမှာမိတ္တဟာယဖွေဖို့အတွက်ဘုရားသခင်ကလူကိုဖန်ဆင်းခဲ့တာဒီလူနဲ့ဘုရားသခင်နေ့စဉ်တိုင်းမှာအာဒံနဲ့အေဝါဟာဘုရားသခင်ကနေ့စဉ်သူတို့ကိုတွေ့ခဲ့တယ်သူတို့နဲ့နေ့စဉ်တိုင်းမှာမိတ္တဟာရဖွေခဲ့တယ်။ဒါပေမဲ့ဖယားစကားနားမထောင်တဲ့ခါမှာသူတို့ဟာစာတမန်နိုင်လက်ထဲမှာရောက်သွားတယ်။အဲ့ဒီနောက်ပိုင်းမှာဖယားသခင်ကလူတွေအပစ်သားတွေပြန်လဲပြီးတော့ချစ်လွန်းလို့သားတော်ကိုဆွတ်လွတ်ပြီးတော့ကျမတို့အတွက်အတီခံခဲ့တာ။ဘာဖြစ်လို့အတီခံခဲ့လဲ။နေ့ရက်စဉ်တိုင်းမှာဖယားနဲ့ပြန်လဲပြီးတော့ဒီအာဒံနဲ့အေဝါဖယားစကားနားထောင်တော့ကနေ့ရက်စဉ်တိုင်းမှာစစ်တွေမှုဖယားနဲ့အချိန်မိတ္တဟာရပွေမှုစီတယ်လို့အခုဒီအသွေးတော်နဲ့ကျမတို့ရွေးချယ်ခဲ့တာဒီမိတ္တဟာရဖွေကိုဘုရားသခင်ကလူချင်းလို့ဒီနေ့မှာဘုရားသခင်ကကျမကိုဖွင့်ပြခဲ့တာဖြစ်တယ်။အားကြောင့်ညီကိုမောင်မတို့ဘာဖြစ်လို့လူသားတွေပြန်လဲပြီးတော့အသွေးတွေနဲ့ရွေးနှုတ်ခဲ့တာသူနဲ့နေ့ရက်စဉ်တိုင်းမှာတနာရီနှစ်နာရီမဟုတ်ဘူး24နာရီလုံးဘုရားနဲ့ပြန်လဲပြီးတော့မိတ္တဟာရဖွင့်ခြင်းလို့အသွေးတော်နဲ့ရွေးခဲ့တာ။အားကြောင့်ကျမ်းစာထဲမှာပါတယ်ဒီအိတ်လက်ဖြစ်စေနူးလက်ဖြစ်စေသူဘုရားသခင်နဲ့အသက်ရှင်ဖို့အလုံးကအတီခံခဲ့တာလို့ကျမ်းစာထဲမှာပါလာတယ်။အားကြောင့်ညီကိုမောင်မတို့ကျမတို့ပြန်လဲပြီးတော့စဉ်းစားပါခရိယန်ဆိုတဲ့ဟာခရိယန်ဆိုတာပါလေခရိယန်ဆိုတာယေရှုခရစ်တော်သူ့ရဲ့နှလုံးသားထဲမှာ24နာရီလုံးနေရာယူတဲ့သူဟာခရိယန်လို့ခေါ်တယ်။ခရိယန်လူတိုင်းခရိယန်မဟုတ်ဘူး။ခရိယန်ဖယားကိုတည်တဲ့လူတိုင်းခရိယန်မဟုတ်ဘူး။ခရိယန်ဆိုတာနှလုံးသားထဲမှာအသက်ရှင်ပြီးယေရှုခရစ်လိုအသက်တာလိုအသက်ရှင်တဲ့သူဟာခရိယန်လို့ခေါ်တယ်။အဲ့ဒီလိုပဲခြိဆောင်ခြင်းမှာလဲပါမယ်။အဲ့ဒီလိုပဲကောင်းကင်နိုင်ငံမှာရောက်မယ်။အားကြောင့်မိတ်ဆွေတင်အလွန်ငွေထက်ပြီးဖျားအတွက်ကျမအချိန်ပြီးခဲ့ပြီးတပတ်တစ်ခါဖျားကြောင်းတက်ပြီးဒါမှမဟုတ်ဖះအတွက်အလှူတွေပြီးခဲ့ပြီးတာတွေနဲ့ကျမတို့အသက်တာထဲမှာမပြီးပါဘူး။တည့်ရဲ့ဘူဘွားတွေဘယ်လောက်ပဲဖះကြောင်းဆောက်ဘယ်လောက်ပဲဥက္ကဋ္ဌတွေလောက်ပါစေတည့်ရဲ့သူတို့ရဲ့တက်တာထဲမှာတည့်ရဲ့တက်တာထဲမှာယေရှုခရစ်ဆိုတာမရှိနေရမယူဘူးဆိုရင်ကောင်းကင်နိုင်ငံသွားလို့မရပါဘူး။အားကြောင့်ခရိယန်ဆိုတာပို့စားလို့မရဘူးကျမတို့တက်တာထဲမှာစီရက်လောက်ဖို့လိုအပ်တယ်။ကျမတို့တက်တာပြန်လဲစမ်းစစ်ဖို့လိုအပ်တယ်။ဒါဝိရဲ့တက်တာကျမတို့ကြည့်တဲ့အခါမှာသူငယ်ငယ်ရွယ်ရွယ်လေးပဲဖြစ်တယ်။ဒါပေမဲ့ဘာဖြစ်လို့သူကောလိပ်ကြီးကိုတိုက်နိုင်ခဲ့တာလဲ။သူငယ်ငယ်ရွယ်ပဲစီးတယ်။ तू တိတယ်သူ့အထဲမှာယေရှုခရစ်စီးတယ်ဆိုတာ तू တိလို့ဒီကောလိပ်ကြီးကိုဖိလိတင်းလူတော့မတိုက်နိုင်တဲ့သူတွေ तू တိုက်နိုင်ခဲ့တာဘာဖြစ်လို့လဲသူ့အထဲမှာကျွန်တော်အထဲမှာဒေးဗစ်ဒါဝိဒ်ဟာ तू ငယ်ငယ်လေးလေးဖြစ်ပေမဲ့ကျွန်တော်အထဲမှာယေရှုရှိတယ်ဆိုတာ तू ကောင်းကောင်းသိတယ်အဲ့လိုပဲကျမတို့ယုံကြည်သူတက်တာထဲမှာယေရှုခရစ်ဟာကျွန်တော်အထဲမှာရှိတယ်ဆိုတာကိုယ်တိုင်သိရမှာအဲ့ဒီမှာပဲကျမတို့တက်တာထဲမှာကျမတို့ရဲ့အာမခံချက်ခြိဆောင်ခြင်းမှာကျမတို့ပါနိုင်မှာဖြစ်ပါတယ်ဒီခြိဆောင်ခြင်းဆိုတာအရန်ရေးကြီးတယ်ခြိဆောင်ခြင်းမှာတင်မပါဘူးဆိုဒီခုနှစ်နှစ်အမင်္ဂလာမှာတင်အရန်ခက်ခဲဒုက္ခတွေမြောက်များစွာတင်ကြုံတွေ့နေရမယ်နေရီဟာအဝတ်စုပ်ကိုမဲပြီးတော့လတွေဟာလဲသွေးလိုဖြစ်မှာအဲ့လိုမျိုးအခြေအနေဒီအခုနဒီကျန်းစာထဲမှာနမိတ်လက္ခဏာတွေသူ warning ပေးထားတဲ့အရာတွေအလုံးဟာဒီခုနှစ်နှစ်မှာတကယ်ဖြစ်လာမှာအဲ့ကြိုင်တင်ခါနိုင်ရရှိမလားကောင်းကင်ဟာစာဆောင်လိုက်တယ်လို့လွှတ်သွားမှာကျွန်းဒီမြစ်တွေအလုံးဟာလွှတ်ပြောက်သွားမှာပြီးတော့အဲ့လိုလွှတ်ပြောက်သွားမှာနေရီလဲမောင်မိုက်ဖြစ်မယ်လတွေလဲသွေးဖြစ်မယ်စစ်စားကြည့်ပါတင်ခါနိုင်ရရှိမလားဖယားသခင်ရဲ့အမြင့်တော်တင်ခါနိုင်ရရှိမလား
ဒါမဟုတ်ဖယားသခင်ကပဲသူတို့နှိမ့်ဆက်တာမဟုတ်ဘူးစာတမာနလည်းသူတို့ကိုနှိမ့်ဆက်တယ်တာရဲ့စာတမာနအသူတို့တက်တာထဲမှာ666ဆိုတဲ့အရာဟာသူတို့မတက်ဘူးဆိုရင်ရောင်းဝယ်ခွင့်မပြုတ်ဘူးအဲ့ဒီတက်တဲ့သူအရောက်စီရဲ့တက်တာထဲမှာစာတန်ရဲ့သားသမီးဖြစ်သွားပြီကောင်းကင်နိုင်ငံလုံးဝသွားလုံးမရဘူးဒီခုနှစ်မှာဒီစာတမာနရဲ့တစိတ်လက်မှာတော့လကောင်းနဖူးမှာတော့လကောင်းသူတို့အတင်းလောက်ခိုင်းမှာဒီစာတမာနဒီစာတမာနအခုချိန်မှာကျမတို့မမြင်ရဘူးဒါပေမဲ့ဒီခုနှစ်အတွင်းမှာဒီခုနှစ်အမင်္ဂလာမှာကျမတို့ဒီစာတမာနကိုမြင့်မြင့်ကျမတို့တွေ့ရမှာဖြစ်တယ်မိတ်ဆွေစဉ်းစားကြည့်ပါဘလောက်ကြောက်စရာကောင်းလဲဘလောက်နာကျင်စရာကောင်းလဲအဲ့ဒီအထက်မှာမိတ်ဆွေတငယ်ချင်းမိဘတွေကျမမပါချင်ဘူးမပါစီချင်ဘူးကျမအသက်ရှင်တော့မှကျမတို့အသက်ရှင်တော့မှဖခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ရအောင်လို့ကျမအားပေးခြင်းနဲ့အရောက်စီတိုင်းမှာပြန်လဲပြီးတော့စဉ်းစားပါကိုယ့်အသက်တာထဲမှာတမတ်တရားနဲ့ညီအောင်အသက်ရှင်ပြီလားတမတ်တရားဖတ်ပြီလားကျမ်းစာဖတ်လားစုတောင်းလားတနာရီနနာရီဖခင်အတွက်ပြီးချင်းမဟုတ်ဘူး24နာရီလုံးဖခင်နဲ့ကျမတို့အချိန်ယူဖို့လိုအပ်ပါတယ်အဲ့ဒီ9နှစ်အတွင်းမှာကျိုင်းကောင်ကြီးက9လပတ်လုံးလဲလူတွေနှိပ်စက်မယ်အတိအရွက်တွေအရွက်စိမ့်တွေမနှိပ်စက်ဘူးလူတွေကို9လပတ်လုံးကိမေကောက်ကအဝိဒနာပေးတယ်လို့ပဲလူတွေအားလုံးပေါ်မှာဝိဒနာပေးမှာ9လပတ်လုံးအဲ့လိုဝိဒနာပေးမှာဒါပဲမဟုတ်ဘူးအခြားအများကြီးကြံသေးတဲ့လဂျယ်ရီကြတဲ့အခါမှာတွေးလို့ဖြစ်မယ်မီသုံးစုတစုတွေကွဲထွက်မယ်အမျိုးမျိုးကြံသေးတယ်ဗျာဒိတ်ထဲမှာပြန်လဲပြီးတော့ဖတ်ကြည့်ပါနေကိုမောင်တော့ကျမအားပေးခြင်းနဲ့အားကြောင့်ပြန်လဲပြီးတော့စဉ်းစားရအောင်အဲ့ဒီဒုက္ခဝိဒနာကြားထဲမှာကျမနေကိုမောင်နှမတွေကျမရွာသူရွာသားတွေကျမရဲ့တိုင်းနိုင်ငံတွေကျမမနေစေချင်ဘူးအားကြောင့်ကျမတို့အသက်ရှင်ခိုင်းမှာဘယ်လောက်ပဲခက်ခဲပါစေယေရှုခရစ်မကြွလာခင်တည်းထဲမှာကျမတို့နေ့ရက်စဉ်တိုင်းမှာတမန်တရားနဲ့နေရအောင်တမန်တရားနဲ့နေရအောင်ဖခင်အလိုတော်တိုင်းကျမတို့အသက်ရှင်ရအောင်ကျမအားပေးချင်ပါတယ်ကျမဒါပြောတာတွေတက်လွန်လို့တော်လွန်လို့ပြောတာမဟုတ်ပါဘူးကျမရဲ့နှလုံးသားထဲမှာဖခင်သခင်ကဖွင့်ပြပါတယ်အရောက်စီရဲ့တက်တာထဲမှာဖခင်သခင်ကငရဲသွားဖို့အလိုတော်မရှိဘူးအရောက်စီတိုင်းမှာကောင်းကင်နိုင်ငံသွားဖို့အလိုတော်ရှိတယ်အားကြောင့်အရောက်စီရဲ့တက်တာထဲမှာဖခင်သခင်ကစကားပြောချင်တာဖြစ်တယ်ဒီနေ့ကျမပြောထားတဲ့အရာတွေအားလုံးဟာအရောက်စီရဲ့တက်တာထဲမှာဖခင်သခင်ကစကားပြောလာမှာဖြစ်တယ်နောင်တတော့နှလုံးနဲ့ဖခင်စီမှာပြန်လာကြပါလို့ကျမအားပေးချင်ပါတယ်ကျမဆုတောင်းချင်ပါတယ်ငါမျိုးအိုအဖာဟာလေလုယာကိုရရှင်ဖာတန်ရှင်တော်ဝိညာဉ်တော်ဆက်လက်ပြီးတော့စကားပြောရမှုပါကိုရောဂျေဇုတင်တဲ့ဒီနေ့မှာကိုရောဖာဖျားကိုရောနှုတ်ကပတ်တော်ကိုဝေငှရတော့ခွင့်ကောင်းပြန်လက်ပြီးစီပြီးတော့အကြောင်းနဲ့ဂျေဇုတော်ချီးမွမ်းပါရဲ့ဖာဝိညာဉ်တော်ဖျားလမ်းပြပူဆောင်ပေးရမှုပါဒီဂျီဗီကိုဂျေဇုနေတော်ညီကိုမောင်မရောက်เสียတဲ့တာထဲမှာဂျာနာတော်ရောက်เสียတဲ့တာထဲမှာတယောက်မကြံကိုရောဖာဖျားကဲတမတရားနဲ့ပြန်လက်ပြီးတော့အသက်ရှင်နိုင်ဖို့သူရဲ့အကျင့်စာရိတ္တမကောင်းတဲ့သူဟာကိုရောပြောင်းလဲပြီးတော့ကိုရောတမတရားနဲ့လောကီစစ်စိန်ကိုရောဖာဖျားခင်တတ်မဲ့တော်သူတွေအားလုံးရဲ့တက်တာထဲမှာဒီအရာတွေမကောင်းတဲ့အရာစာတမန်ရဲ့ကိုတော့သွေးဆောင်ခြင်းတွေကိုထားခဲ့ပြီးတော့ကိုတော့အလူတော်တိုင်းတမတရားနဲ့ညီတဲ့အသက်တာများအသက်ရှင်နိုင်ကြဖို့လုံးကတမီစုတောင်းပေးပါ၏ဖာဝိညာဉ်တော်ဖျားအရောက်စေတဲ့တာထဲမှာနေရယူတော်မူပါဖာဒါသမီးတို့အလဲမှာနေရယူတော်မူပါဖာဒါသမီးတို့လိုအပ်နေတာကိုတော့တပါးတိတာလင်ဖြစ်ပါ၏ဖာလူတွေမြောက်များဆွဲတဲ့တာထဲမှာလိုအပ်နေတာကိုတော့ဖြစ်ပါ၏ဖာဒါသမီးတို့တိုင်းနိုင်ငံမှာလိုအပ်နေတာကိုတော့ဖြစ်ပါ၏ဖာတန်ရှင်တော်ဝိညာဉ်တော်ကိုတော့ဆက်လက်ပြီးတော့လှုပ်ရှားတော်မူပါဖာသမီးစုတောင်းပါ၏ဖာသူတို့ဝိညာဉ်တက်ကိုရတာသမီးတို့ဝိညာဉ်တက်ကိုရဖာဖျားခဲ့အိုးအသက်ထာဝရရနိုင်ဖို့လုံးကဒီလောကမှာဘယ်လိုအသက်ရှင်ရမယ်ဆိုတာကိုတော့တွန့်တင်ပေးတော်မူပါလမ်းပြပေးတော်မူပါဖာကိုရောကိုရိုင်းတာသမီးတို့အရက်ဆက်တဲ့တာထဲမှာစကားပြောတော်မူပါဖာသမီးစုတောင်းပါ၏ဖာလောကအရာတွေတာသမီးတို့မလို့ချင်ပါဘူးကိုရောတပါတီတာလင်တာသမီးတို့ဘဝမှာလုံလောက်ပါ၏ဖာအရက်ဆက်တဲ့တာထဲမှာကိုရောဖာပြစကားပြောတော်မူပါသမီးစုတောင်းပါ၏ဖာဝိညာဉ်တော်ကိုရောဖာပြအရက်ဆက်တဲ့တာထဲမှာလှုပ်ရှားတော်မူပြီးကိုရဲ့အသွေးတော်နဲ့ရွေးချယ်ထားတဲ့အရာတွေကိုတန်ဖိုးထားတတ်တော်သားသမီးများဖြစ်စေတော်မူပါအဖသမီးစုတောင်းပေးပါ၏ဖဒီ TV ကိုကြည့်ရှုနေတော့သားသမီးအရောက်စေတဲ့တာထဲမှာတရားမကြံကိုရောဖဖျားခင်ကိုရောကဲတင်ခြင်းပေးတော်မူပါဖတမတရားနဲ့ပြန်လဲပြီးတော့ကိုရောစကားနားထောင်တော့သူဖြစ်စေတော်မူပါသူတို့ရဲ့ဝိညာဉ်တော်ကိုရောဖဖျားခင်ကောင်းကင်အထက်အရက်မှာကိုရောဖဖျားခင်မပြတ်မစီဘဲနဲ့ကောင်းကင်နိုင်ငံတောင်းရောက်စီနိုင်ဖို့ကိုရောဖအလုံးငါသမီးစုတောင်းပေးပါ၏ဖဝိညာဉ်တော်စကားပြောတော်မူပါဝိညာဉ်တော်လမ်းပြပူဆောင်ပေးတော်မူပါသမီးစုတောင်းပေးပါ၏ပါဒီနေ့တာသမီးရဲ့ကိုရောဟော
ပြောနေတဲ့အရာတွေအားလုံးရဲ့တက်တာထဲမှာကိုရောဖာဟိုကိုရောတရှင်တော်ဝိညာဉ်တော်ဖြင့်ဗိတ်တိတ်ပြီးစကားပြောတော်မူပါဖာကိုရောဖာဖြတ်ခင်သမီးဟောပြောနေခြင်းမဟုတ်ပဲနဲ့ကိုရောကိုယ်တိုင်နှလုံးသားထဲမှာကိုရောတွလောင်းတော်မူပြီးစကားပြောတော်မူပါဖာသမီးဆုတောင်းပါယူပါကြံစည်နေတော့အချိန်နာရီလုံးစုံတွေကိုကိုရောလက်တော်အနာရီတပါးတီတော်သားတော်ယေရှုနာမကိုအမိပြုလက်သမီးဆုတောင်းပါရဲ့ဖာချိုးမမြင်နိုင်တဲ့ဘဝခရီးစဉ်တော့ကပြေနေနေဝိညာဉ်တော်လမ်းမပြခဲ့ရင်အမောင်ပါနေတဲ့တွင်တေးရချေလမ်းမလန်းဝဲမှာကျွန်ုပ်တယောက်တည်းဘဝ